အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ကောင်းမွန်တဲ့သတင်းလေးရှိပါတယ်အရင်တုန်းကအရင် post တွေမှာကျွန်တော်သုံးသပ်ခံမှန်းထားသလိုဒီမုံတိုင်းရဲ့အခြေအနေကအခုဆိုရင်ကျွန်တော်တို့ပင်လယ်အော်တွေမှာလေဖိအားနေတဲ့ရဝန်းတို့တစားတစားနဲ့ပြောင်းရွှေ့သွားတဲ့အတွက်နဲ့မုံတိုင်းရဲ့ပြင်းအားတွေအစားကျွန်တော်တို့ရောကျသွားတယ်လို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့3ရက်4လပိုင်း2025အားလုံးခံမှန်းချက်အရာကတော့မုံတိုင်းကတစားတစားနဲ့တော့အားနေသွားတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ဝမ်းသာတဲ့သတင်းကောင်းလေးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်မိတ်ဆွေတွေအနေနဲ့သတိလေးရတော့မပြတ်ကတ်ထားစေခြင်းပါတယ်ဗျမုံတိုင်းတို့တခြားသောရာသီဥတုတွေဆိုတာခံမှန်းတွက်တာလို့ကျွန်တော်တို့ရတဲ့အခြေအနေမဟုတ်ပါဘူးတရက်နဲ့တရက်ဆိုတာမတူသလိုတနာရီနဲ့တနာရီနဲ့လည်းအပြောင်းလဲမြန်တဲ့အတွက်နဲ့တော့သတိလေးတော့ကတ်ခိုင်းစေခြင်းပါတယ်အရန်ကြီးတော့စိုးရင်ပူပန်စရာတော့မရှိတော့ပါဘူးခင်ဗျနောက်တဲ့သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့အမေရိကန်နိုင်ငံကမြန်မာနိုင်ငံကိုကူညီဖို့ရောက်လာခဲ့တော့လဲမြန်မာနိုင်ငံကဝင်ခွင့်မပြုတဲ့အတွက်နဲ့ထိုင်းနိုင်ငံနယ်စပ်တစ်ခုကနေပြီးတော့လိုအပ်တဲ့အကူအညီတွေကို sporting ပေးနေတယ်ဆိုတဲ့သတင်းလေးကိုလည်းကျွန်တော်တို့သတင်းကောင်းလေးကိုလည်းပြောကြားခြင်းပါတယ်ဗျအဲ့တော့အမေရိကအနေနဲ့တကယ်လို့သူတို့ဝင်ရောက်လာနိုင်မယ်ဆိုရင်တော့သူတို့မှရှိနေတဲ့ဂျိုဒုနီးပညာနဲ့ဒီတိုက်တွေကျွန်တော်တို့နောက်ပြီးတော့ပြိုကျနေတဲ့အပြိုကျပျက်စီးတွေကြားတဲ့ကို scan ဖတ်ပြီးတော့အထဲမှာလူဘယ်နှယောက်လောက်အသက်ရှင်ကျန်နိုင်သေးလဲလူဘယ်နှယောက်ပိတ်မိနေလဲဆိုတာကိုတော့တွက်တာလို့ရတာပေါ့ဗျာအဲ့တော့ one နဲ့စရာတစ်ခုကတော့သူတို့ဝင်ခွင့်မရတဲ့အတွက်နဲ့ကျွန်တော်တို့ဒီအခွင့်အရေးတော့ဆုံးရှုံးတယ်လို့ပြောလို့ရပါတယ်နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့တရုတ်နိုင်ငံယူနန်မြို့မှာလည်းပြင်းအားမြင့်ငလျင်တွေဇက်တိုက်လှုပ်ပြီးတော့တရုတ်ပြည်မကြီးထဲမှာလည်းဒီငလျင်နဲ့ပတ်သက်တဲ့သတိပေးကြေညာချက်တွေကိုထုတ်ပြန်ထားတယ်လို့ကျွန်တော်တို့တွေ့ရှိရပါတယ်အဲ့တော့ကျွန်တော်တို့ငလျင်ဘေးခံခဲ့ရတဲ့နေရာတွေမှာတကယ်လို့မိုးသီးထန်စွာရွာသွန်းမယ်ဆိုရင်သူတို့လိုအပ်တဲ့အမိုးအကာတွေကိုလည်းကူညီကယ်ဆယ်နိုင်အောင်လို့ဒီနားနေပြီးကျွန်တော်စော်ဩချင်ပါတယ်အဲ့လိုကူညီကယ်ဆယ်မဲ့အဖွဲ့တွေကလည်းဒီအမိုးအကာတွေနဲ့တခြားသောပစ္စည်းအလေးတွေကိုလည်းကြိုတင်ပြင်ဆင်ပေးနိုင်ရန်ဒီနားနေတောင်းဆိုအပ်ပါတယ်အနုညွတ်အဲ့တော့ကျွန်တော်တို့ရာသီဥတုဆိုတာခံမှန်းရအရန်ကိုခက်ခဲတဲ့အရာတစ်ခုဖြစ်တယ်ဘလောက်ပဲကျွန်တော်တို့ကောင်းမွန်တဲ့နီးပညာ system တွေရှိတနာရီနဲ့တနာရီမတူနိုင်ဘူးတရက်နဲ့တရက်မတူနိုင်တဲ့အတွက်နဲ့တော့ကျွန်တော်သတိဆိုတာတော့အများတန်းကတ်ထားတင်တယ်လို့ဒီနားနေပြီးတော့အားလုံးကိုပြောကြားချင်ပါတယ်အရင်နေ့တွေကကျွန်တော်ခံမှန်းခဲ့တယ်လို့ပဲတကယ်လို့ဂျပန်နိုင်ငံမှာသာလျင်ပြင်းအားမြင့်ငလျင်တစ်ခုလောက်ခတ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဂျပန်နဲ့ထိစပ်နေတဲ့တခြားနိုင်ငံတွေနောက်တစ်ခုကျွန်တော်တို့ဒီမကြသေးခင်ကမှငလျင်တန်ခံခဲ့ရတဲ့နိုင်ငံတွေမှာလည်းထက်ဆင့်ထပ်ပွားကျွန်တော်တို့အကွဲကြောင်းကနေမှတဆင့်ငလျင်လှိုင်းတွေရိုက်ခတ်လာနိုင်တဲ့အတွက်နဲ့တော့ဒီဟာလေးတစ်ခုတော့ကျွန်တော်တို့သတိမပြတ်ကတ်ထားဖို့လည်းဒီနားနေပြောချင်ပါတယ်။ညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့တကယ်လို့သာကျွန်တော်တို့မြန်မာနိုင်ငံမှာမိုးအဆက်မပြတ်သီးထန်စွာရွာသွန်းလာမယ်ဆိုရင်လက်ရှိငလျင်တန်ခံခဲ့ရတဲ့နေရာတွေမှာဆိုရင်မလိုလားအပ်တဲ့မြေပြိုမှုတွေဖြစ်လာနိုင်တဲ့အတွက်နဲ့တော့ဒီနေရာလေးတွေမှာသတိဝရိယလေးကတ်ပြီးတော့ဘေးကင်းရာသို့ကျွန်တော်တို့ရှောင်နေကြရန်ဒီနေရာနေပြီးတော့တိုက်တွန်းချင်ပါတယ်။